လို့စား40ချစ်လွတ်လပ်ရတဲ့ခါမှာအင်္ဂလိပ်ကစူစီးပေးလိုက်တဲ့ပထမဆုံးမြန်မာနိုင်ငံတော့ဒီပထမဆုံးက first and last ပဲဒုတိယလည်းမရှိဘူးဒီတနပထမမြန်မာနိုင်ငံတော်ကြီးကိုပြည်ထောင်စုစစ်စစ်မှုနဲ့တော့ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမတိဆောက်နိုင်ဘူးဆိုရင် last ပဲပြီးပြီကျွန်တော်ဒါပဲမြင်တယ်အားလုံးကိုပေးစားပါတယ်ကျွန်တော်ကမြောက်ဦးရခိုင်ပြည်သူတွေရဲ့ကိုယ်စားလှယ်ပါကျွန်တော်ရခိုင်ပါတီကပါကျွန်တော်တို့ပါတီဟာပြည်သူ့လွှတ်တော်မှာ18နေရာမှာ12နေရာနိုင်တယ်အမျိုးသားလွှတ်တော်မှာ12မှာ10ပြည်နယ်မှာ34မှာ23ရောက်နိုင်တယ်ပွင့်ပွင့်လင်းပြောရင်အများစုနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ရခိုင်ပြည်သူတွေကိုကိုစားပြုပါတယ်အဲ့တော့ကျွန်တော်စဉ်းစားရတာဒီလောက်အင်မတန်အရေးကြီးပါတယ်ဆိုတော့ရခိုင်ပြည်နယ်ကိုစဉ်းစားတဲ့အခါမှာဒီ NLD ကခေါင်းဆောင်တွေကကျွန်တော်တို့ဘာဖြစ်လို့ dialogue partner လို့မသတ်မှတ်တာလဲဒါ marginalize ဆွေးနွေးရရှိတာဆွေးနွေးပါပုဂ္ဂိုလ်ဆွဲပါတီဆွဲမပြောပါနဲ့နောက်တစ်ခုကကျွန်တော်စကားပြောတာကိုနောက်ချက်ပြပါတယ်ဥက္ကဋ္ဌကြီးတော်ကကြားဖြတ်ပြောနောက်တစ်ခုဒါကျွန်တော်လုပ်ပိုင်ခွင့်ပါနောက်တစ်ခုကမနေ့ကပြီပါတီနဲ့ပြီးတော့ကိုဖီအာနန်ကပြောပါတယ်ဒီကော်မတီမဖွဲ့ခင်သက်ဆိုင်ရာတာဝန်ရှိတဲ့လူတွေကရခိုင်ပါတီနဲ့ဆွေးနွေးလိုက်ပါလို့အကြံပေးပါတယ်မဆွေးနွေးဘူးအောင်ခင်ဗျအဲ့တော့ဒါဟာကျွန်တော်တို့ကို dialogue partner လို့မသတ်မှတ်ဘူးဆိုတာတော့ကျွန်တော်တို့တွေ့တာဒီဟာကိုလက်ခံနိုင်ကြမရှိဘူးနောက်တစ်ခုကကျွန်တော်တို့ဒီမှာနိုင်ငံတော်အတိုင်းပိုင်းခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကိုရှာပြီးဖတ်ကြည့်ကြပါကျွန်တော်တို့ဒီမှာတာဝန်လုပ်ပိုင်ခွင့်ရပိုင်ခွင့်9ချက်ထဲမှာကော်မရှင်ဖွဲ့စည်းတယ်ဆိုတာမပါပါဘူးဥပဒေရဲ့အပေါ်ကိုရောက်နေပါတယ်ဒါကြောင့်ဒီကော်မတီဟာကျွန်တော်အမြင်ရတော့ဒါ legitimacy မဖြစ်ဘူးဆိုတဲ့တစ်ချက်နောက်တစ်ချက်ကနိုင်ငံသား3ယောက်ပါတယ် NLD ကဖြစ်ဖြစ်ရှင်းပဲဖြစ်ဖြစ်ဗမာပဲဖြစ်ဖြစ်ကရင်ပဲဖြစ်ဖြစ်ခဲပါနိုင်ငံတွေကအသိမှတ်ပြုတဲ့ပညာရှင်တွေအများကြီးရှိပါတယ်ကျွန်တော်တို့အဲ့လိုနိုင်ငံသားတွေခေါ်ပြီးပြင်ပြီးခဲ့တယ်ဆိုတာကျွန်တော်နိုင်ငံရဲ့ဂုဏ်သိက္ခာအများကြီးထိခိုက်ပါတယ်ကိုဖီအာနန်ကနိုဘယ်ဆုရတယ်ကိုဖီအာနန်နိုဘယ်ဆုရမယ်အခုကမ္ဘာကြီးမှာဘာဖြစ်နေတယ်လဲလေ့လာကြည့်ကြပါအင်မတန်များတဲ့ထက်များလာနေပါတယ်ဒါပေမဲ့လွတ်တော်အစီရင်ခံစာထဲမှာရေးထားတာကရခိုင်ပြည်မောက်ပိုင်းရှိနေရဆွန့်ခိုသူများကိစ္စနှင့်ဆက်လျင်း၍နိုင်ငံတကာမှမြန်မာနိုင်ငံကဖိအားပေးမှုများရောပါလာသည်ကိုတွေ့ရှိရလို့ရေးထားတော့တော်တော့ကိုဆူဆူဝါဝါလွဲမှားနေတယ်လို့ယူဆပါတယ်ဒါဟာဖားပြီးရေးတာလားမသိလို့ရေးတာလားဆိုတာတော့ဒါတာဝန်ကြီးပါတယ်ဒီလောက်နိုင်ငံပေါ်မှာကျွန်တော်အမဲဖြတ်တယ်လို့ဖြတ်ဖို့ကြိုးစားနေတဲ့အရှင်ဝဲဥရည်တွေတည်ပြီးတင်းပြီးလှုပ်ချင်တာလုံးနေတာကိုမှကော်မတီကဖီအားတွေရောပါလာတယ်ဆိုတော့ဒီထက်ကြီးတဲ့ဟာသားကတော့မရှိတော့ဘူးအဲ့ဒီစပေဘော်တဲ့ platform ရှိတယ်ကျွန်တော်နိုင်ငံရဲ့ platform ရှိတယ်ပင်လုံညီလာခံရှိတယ်ပင်လုံညီလာခံကြီးဟာကျွန်တော်တို့2018ကျွန်တော်တို့ဂျွန်ဂျူလိုင်မှာလုပ်ခဲ့တယ်ဒီဇင်ဘာမှာလုပ်လာမလုံးနိုင်ဘူးเนาะအခုလည်းမလုံးနိုင်ဘူးအဲ့တော့ကျွန်တော်တို့ကဒီမိုကရေစီပေါင်းကျင်းလာရင်စစ်ပေါင်းကျဲလာမှာပဲစစ်ပေါင်းကျင်းရင်ဒီမိုကရေစီပေါင်းကျဲလာလိမ့်မယ်အဲ့ဒါကို balance လုပ်ဖို့အတွက်ဘယ်သူမှတာဝန်ရှိတယ်လဲအဲ့တော့အဲ့လိုလာမယ်ဘယ်သူမှတာဝန်ရှိတယ်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတခုရှိတယ်အကုန်လုံးမှာတာဝန်ရှိတယ်လို့ပြောတယ်အဲ့တော့သမဏမှာတာဝန်ရှိတာနဲ့ကစိုးရရောက်နေတဲ့အဖွားကြီးမှာတာဝန်ရှိတာတူမလားဟုတ်တယ်လေအဲ့တော့တာဝန်ရှိဆုံးဟာအားရှိတဲ့အင်အားကြီးတဲ့လူကတဖိုးထားကြည့်ရမယ်ခုလောက်ဆိုပြောတဲ့အချက်လက်ကတော့ဒါဘာမှငင်းစရာမရှိဘူးအေးဗျကျွန်တော်တို့ကတော့ဒီရွေးကောက်ပွဲကိုလွတ်လပ်ပြီးတရားမျှမျှတတလေးနဲ့ဖြစ်စေရှင်တယ်။နောက်ရွေးကောက်ပွဲမဖြစ်ခင်ကာလမှာအကုန်လုံးအာဏာရပါတီကတော့၎င်းအတိုက်ခံပါတီကြီးကတော့၎င်းဒီတက်မတော်ကတော့၎င်းဘော်ဒါကြီးမျှမျှတတစဉ်းစားဖို့လိုတယ်မိမိနဲ့အာဏာရရှိတဲ့ဒီကြားထဲမှာစစ်ပွဲတွေကိုတနက်မဖောက်ပင်နဲ့လုံးဝရပ်ထားဖို့လိုတယ်လောလောဆယ်ငြိမ်းချမ်းမရရင်တော့မှတနက်ကလေးတော့မဖောက်ကြပါနဲ့အမြောက်တွေမထူးကြပါနဲ့အဲ့ဒါပဲ
ပြီးတဲ့ခါကျမှရွေးကောက်ပြီးတဲ့ခါကျမှကျွန်တော်တို့ဟာစဉ်းစားတဲ့ခါမှာလဲငါပါတီအစိုးရဖြစ်ရေးအတွက်ဟိုလူကိုဆွဲထက်ဒီလူနဲ့ပေါင်းဆိုတာထက်ဒီစိန်ခေါ်မှုအမတန်ကြီးမားနေတဲ့ဒီငါပြည်ထောင်စုကြီးကိုဘလို့ဆက်ပြီးတော့ရှင်းတန်းအောင်တိဆောက်ကြမလဲဆိုတဲ့သဘောထားကြီးကြီးနဲ့ political will အပြည့်နဲ့ democratic commitment အပြည့်နဲ့လုပ်နိုင်မယ်ဆိုရင်တော့ဒီတိုင်းရဲ့အနာဂတ်ကောင်းမယ်အဲ့လိုမဟုတ်ဘူးဆိုရင်2020 2025ပို့ဆိုးလိမ့်မယ်2030ဆိုတော့ဒိဋ္ဌိတိုင်ရှင်အောင်တန်သွားလိမ့်မယ်ပြောလို့မရဘူးခုက16လွာ new 6လွာစပြီနော်အရင်တော့6လွာဆိုတာရှိတယ်အမှန်တန်ကြောက်ဖို့ကောင်းတယ်ဘူးစပြီ6လွာဆိုရင်လက်နဲ့ပုံတွေထုတ်သုံးကြတော့မယ်အဲ့မှာကျွန်တော်တို့ဘယ်လိုရည်တည်ကြမလဲနောက်သဘာဝအန္တရာယ်ရှင်းချက်မှုကလည်းကြီးတယ်အဲ့တော့ကျွန်တော်တို့ကတော့တကယ်နိုင်ငံကိုကောင်းတော်တွေကြီးနေတယ်သဘောထားကြီးပါနော်ပါတီကြီးတွေကသဘောထားကြီးပါတက်မတော်သဘောထားကြီးပါအကုန်လုံးလူမျိုးပေါင်းစုံနဲ့တိုင်းရင်းသားလူငယ်တွေနဲ့အကုန်လုံးကိုညီလိုကိုလိုရှစ်ရှစ်ခင်ခင်နဲ့ပြည်တော်ကြီးကိုတည်ဆောက်ပါအဲ့တော့ကျွန်တော်ကြားဖြတ်တစ်ခုပြောရင်လားလေကျွန်တော်တို့လှုပ်တော်ထဲမှာလို့တွေကကြားတယ်ပထမမြန်မာနိုင်ငံတော့ဒုတိယမြန်မာနိုင်ငံတော့တတိယမြန်မာနိုင်ငံတော့စတုထမြန်မာနိုင်ငံတော့ဒီဟာပြည်စမမြန်မာနိုင်ငံမဟုတ်ဘူးဒါတီဝေအမှားကြီးပဲဒီညီညွတ်တဲ့နိုင်ငံတို့စာ48လွတ်လပ်ရတဲ့ခါမှာအင်္ဂလိပ်ကစူးစီးပေးလိုက်တဲ့ပထမဆုံးမြန်မာနိုင်ငံတို့ဒီပထမဆုံးက first and last ပဲဒုတိယလည်းမရှိဘူးဒီတနာပထမမြန်မာနိုင်ငံတော်ကြီးကိုပြည်ထောင်စုစစ်မှုနဲ့တော့ဆွေးနွေးညှိနှိုင်းအဖြေရှာပြီးမတိဆောက်နိုင်ဘူးဆိုရင် last ပဲပြီးပြီကျွန်တော်ဒါပဲ